ချစ်သူတယောက်ကကိုကိုတကယ်ချစ်တာလားကိုစီကရချင်တာတွေကြောင့်ပဲတွဲနေတာလားဆိုတာဒီအချက်ခုနှစ်ခုနဲ့သတိထားကြည့်နိုင်ပါတယ်။တလိုအပ်တဲ့အချိန်မှပဲဆက်သွယ်တယ်။အကူအညီလိုတဲ့အချိန်ငွေလိုတဲ့အချိန်တွေမှာပဲကိုကိုသတိရတတ်ရင်သတိထားပါ။နှစ်ကိုပေးတာကိုပဲအာရုံစိုက်တယ်။ကိုရဲ့အချစ်နဲ့ဂရုစိုက်မှုထက်ကိုကဘာပေးနိုင်လဲဆိုတာကိုပဲအမြဲအာရုံစိုက်နေတတ်ပါတယ်။သုံးကိုလိုအပ်တဲ့အချိန်မှမရှိဘူး။သူအခက်အခဲဖြစ်ရင်ကိုကအမြဲရှိပေးရပေမဲ့ကိုလိုအပ်တဲ့အချိန်မှာတော့အကြောင်းပြချက်မျိုးစုံနဲ့ရှောင်နေတတ်ပါတယ်။လေးငွေကြေးကိုမကြာခဏတောင်းတယ်။ချစ်ချင်းကိုအကြောင်းပြပြီးငွေချေးတာပစ္စည်းဝယ်ပေးဖို့ဖိအားပေးတာတွေထက်ခါတလဲလဲလုပ်ရင်တေချာစဉ်းစားသင့်ပါတယ်။ငါမလုပ်ပေးရင်မချစ်ဘူးလို့ဖိအားပေးတယ်။ကိုယ့်ရဲ့ချစ်ချင်းကိုတက်တေပြဖို့အမြဲတမ်းတစ်ခုခုလုပ်ပေးခိုင်းနေရင်ဒါဟာကျမ်းမာတဲ့ဆက်ဆံရေးမဟုတ်နိုင်ပါဘူး။6ကိုခံစားချက်ကိုဂရုမစိုက်ဘူး။ကိုနာကျင်နေတာမတက်မတာဖြစ်နေတာတွေကိုတည့်ရက်နဲ့မပြောင်းလဲပဲကိုစီကရကျင်တာကိုပဲစိတ်ယူနေတတ်ပါတယ်။ခဏကိုကမပေးနိုင်တော့ရင်ဆက်ဆံပုံပြောင်းသွားတယ်။ကိုကအကူအညီမပေးနိုင်တော့တဲ့အခါအေးဆက်လာတာစိတ်ဆိုးတာချင်းချောက်တာတွေဖြစ်လာရင်ဆက်ဆံရေးကိုပြန်သုံးသပ်သင့်ပါတယ်။တကယ်ချစ်တဲ့ဆက်ဆံရေးမှာတယောက်တည်းပဲပေးနေရတာမဟုတ်ပါဘူး။နှစ်ယောက်စလုံးကအပြန်အလှန်ဂရုစိုက်ပေးကြတာပါ။ဒီလိုအချစ်ရေးနဲ့ဘဝအတွက်အသုံးဝင်တဲ့အကြောင်းအရာတွေကိုဆက်ကြည့်ကြနေဆိုရင် channel ကို like subscribe လုပ်ထားပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။